မဒီမှာဒါအဒီကဘယ်သူပို့ရလဲဒီလားတားနဲ့သမီးပဲနေမှာပါတားနဲ့သမီးနဲ့တားနဲ့သမီးကဘယ်ရလဲမလေးရရောက်နေရလားမလေးရမချောစုခိုင်နေအန်ကိုကိုဘာလားမအေမီတို့မနမတော့ယောက်ကကြောတာတဲ့ဆိုပြီးပြောထားတယ်ပေါ့နော်စကားလေးလည်းပြောထားဒီနေ့ home နဲ့ပြန်ပါဆိုဟုတ်လားအမိလေးပေါ့နော်ဟာအိမ်ရောက်ရင်းနဲ့မတက်တာမစားနဲ့တော့တဲ့ကျမရေးကောင်းနေထိုင်ပေးပါတဲ့မမေကျမရေးကောင်းမှအလုံးလုံးရအဆင်ပြေပါမို့တားရဲ့တမီးတွေကအတောင်ဆုံးနေပြီမို့တဲ့ဘာမှစိတ်မပူပါနဲ့နော်တဲ့ဖျားပြန်များလုပ်ပြီးကျမရေးပဲကြီးစိုက်ပါတဲ့အရန်ချစ်တယ်တဲ့အမေလို့မပြောမိကြပြင်နဲ့အများကြီးချစ်ပါတယ်တဲ့ဟုတ်ကဲ့ပြီးတော့ညီမလေးကိုလည်းအရန်ချစ်တယ်တဲ့ပြီးတော့အမစကားလေးပြောထားတယ်ပေါ့နော်သမီးတွေလည်းတိမ်ပါစေလို့ဟုတ်လောက်ကန်နေတယ်အများကြီးစူးစမ်းလို့ရကြပါစေလို့ဒီလိုက်ကြနိုင်ပြည်တိုင်းဆိုတော့တာသမီးတွေဖြစ်ကြပါစေလို့ဟုတ်ကဲ့မမကလည်းပြောထားသေးရပေါ့နော်မိဘကိုဆက်လျှောက်ပေးလို့တဲ့အမားတွေအိမ်မှာမရှိတဲ့အချိန်အရန်အကူရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလေးညီမလေးလည်းမမကိုတစ်ခုပြောပေးပါမမတို့ကိုမောင်လေးတို့ပြောလာမောင်လေးတို့မမတို့ခုလို surprise တိုက်လဲကျေးဇူးတင်ပါတယ်လို့ဝမ်းနဲ့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါနော်အနေနဲ့တားတဲ့သမီးတွေလည်းလူနိုင်တားနိုင်ခိနိုင်ဆိုနိုင်ပါသေးလို့တော့ဒါတွေပို့ပြီးတော့လူနိုင်ကြပါသေးလို့ဟုတ်ကဲ့မမပြောလို့ပါကျမရေခင်းဆိုင်နော်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့